2025ကလေးကထိုင်းစာလစ်လာမယ်ဆိုပြီးကိုပြောထားပြီးတော့အခုချိန်ထိငါမအားသေးဘူးနောက်နေ့မှလောက်မယ်နောက်ရက်မှလောက်မယ်ဆိုပြီးတော့ကိုစင်ချေပေးနေတော့လားဒါဆိုရင်တော့နောက်မှဆိုတဲ့စကားလုံးကို2025မှာပဲထားခဲ့လိုက်ပါအခု2026မှာရင်နဲ့အတူထိုင်းစာအခြေခံပညာဒါနသင်တန်းကိုတစ်နေ့နိုင်ဝက်အချိန်ပေးရုံနဲ့ထိုင်းစာအခြေခံကိုရေးသက်ဖတ်သက်မှာသိချပါတယ်ဒါဆိုရင်တော့ရင်အခုတင်တဲ့ဗီဒီယိုကိုတစ်နေ့တစ်ပုတ်လိုက်ကြည့်ပြီးတော့ကိုလေ့လာကြည့်ပါနော်ဒီနေ့ group 2B ရဲ့တရရဲ့မိုက်8တင်ပါမယ်နော်အတန်ထွက်ဘလို့ထွက်မလဲကြည့်ကြမယ် group 2B ကိုမိုက်8တင်လိုက်လို့ရှိရင်ဒီအတန်ထွက်ပါမယ် T2 R ပြဲတန်အင်္ဂလိပ်အခရာ MMOP ဆိုတဲ့အတန်နှိပ်ကြတဲ့အတန်ပါနော်အောက်ကိုနှိပ်ကြတဲ့အတန်စော E C မိုက် C အောက်ကိုကြတဲ့အတန်ပါနော်စော E C ကအယောင်မိုက်တင်လိုက်တော့အတန်ကိုနှိပ်ချလိုက်မယ် C ခေါ်အောင်ခေါကဘာမှမတင်လို့ရှိရင်သူမိုက်တင်လိုက်လို့ရှိရင်ခေါအတန်နှိပ်သွားတာပေါ့နော်ဒူးကောင်းခေါ်အိုင်ခိုင်မိုက်ခိုင်ကြက်ဥခေါ်အားခါမိုက်ခါပတဲကောဟောမောအိုင်မိုင်မိုက်အတိအင်ဂျီအတိဆိုလို့ရှိရင်เสื้อမိုင်ရီးစားအတိဆိုလို့ရှိရင် fan မိုင်ဟောမောဦးမူမိုက်မူအောက်စုမူအောက်စုအောက်စုတိအောက်စုနေဆိုရင်หมู่ที่1หมู่ที่2ရက်ကွက်ဆိုလို့ရှိရင်หมู่บ้านซอไอสายไม้เอกสายแท้ดีอุปมาပစ္စည်းထည့်တယ်ဆိုလို့ရှိရင်สายของโอซาวุธတယ်ဆိုလို့ရှိရင်สายเสื้อผ้าพนักซีတယ်ဆိုလို့ရှိရင်สายรองเท้าตัดတယ်ဆိုလို့ရှိရင်လည်းสายလို့ခေါ်တယ်ตัดတယ်ဆိုလို့ရှိရင်လည်းสายလို့ခေါ်တယ်สายဆိုတဲ့စကားလုံးကအများကြီးတောင်းလို့ရပါတယ်နော်ဒီဗီဒီယိုကိုကြိုက်တတ်တယ်ဆိုလို့ရှိရင် like and share လုပ်သွားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆောင်ကြမယ်